မင်္ဂလာပါခင်ဗျာကျွန်တော်တို့နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝဟာတိုက်ပွဲတစ်ခုလိုပါပဲစိတ်ရှုပ်စရာတွေစိတ်တူစရာတွေနဲ့ပြဿနာတွေဆိုတာတွေကတနည်းမဟုတ်အနည်းနဲ့ကျွန်တော်တို့စီရောက်လာနေကြပါဒီအရာတွေကထွက်ပြေးဖို့ကြိုးစားတာဟာယူနာမှုတတ်တတ်ပါပဲမျက်တောင်တစ်ချက်မခတ်ပဲရဲရဲကြီးရင်ဆိုင်တပ်ဖို့ပဲလိုပါတယ်ရောမရဲ့အကြီးဆုံးဧကရာဇက်မာခတ်စ်ရဲ့အထွေးခေါ်၅ခုကိုတင်တိထွားတာနဲ့ဘဝကြီးတစ်ခုလုံးကိုပြောင်းလဲစေမှာအာမခံပါတယ် Today I shall be meeting with interference, ingratitude, insolence, disloyalty, ill will, and selfishness. ဒီနေ့ငါနဲ့ရင်ဆိုင်ရမယ့်သူတွေဟာကိုယ့်ကိစ္စထဲဝင်းဆွဲဖက်သူတွေကြီးစုကန်းသူတွေရိုက်ဆိုင်သူတွေမယူသားသူတွေနဲ့အတ္တကြီးသူတွေဖြစ်နေတတ်တယ် Interference. Interference. Ingratitude. Ingratitude. Insolence. Insolence. Disloyalty. Disloyalty. Ill will. Ill will. Selfishness. Selfishness. ဒီစာဆောင်ကတော့ကျွန်တော်တွေးခေါ်ပုံတစ်ခုလုံးကိုပြောင်းလဲပေးခဲ့တဲ့စာပါကျွန်တော်တို့ဘဝရဲ့အရေးကြီးဆုံးပြောင်းလဲပေးနိုင်တဲ့အစပြုရာကမနှက်ဖင်းတစ်ခုပဲဗျာမနှက်ထဲကအစင်မပြေတာတနေကုန်ပဲဆိုတဲ့စကားသံတွေနဲ့ဖြစ်ရတဲ့ကိုတော်တော်များများသိတယ်လို့ကြုံလဲကြုံဘူးကြမှာပါဒီຢာတွေကရှောင်လွဲလို့ရလားဆိုတော့လေမရပါဘူးကျွန်တော်လည်းနေမျိုးစုံနဲ့စူးစမ်းဖို့ပါတယ်ဒီမှာမာကက်စ်ရဲ့စာသားကိုနားလည်ဖို့လိုလာပြီဗျကျွန်တော်တို့ကမနက်ခင်းအဖြစ်ဖြစ်တွေကိုထိန်းချုပ်မရနိုင်ဘူးဒါပေမဲ့မနက်နိုးလာလို့မဲလုံးပွင့်လာတာနဲ့အသက်ကိုဝါဝအတစ်ချက်ရှူလိုက်ပါပြီးရင်ဒီစာကိုတတိယပါဒီနေ့ငါအနေနဲ့မဖြစ်မနေဆက်ဆံရတဲ့လူတွေဟာအပြစ်တင်အပြစ်မြင်တတ်တဲ့လူတွေမတိနားမလဲဝင်ပါတတ်တဲ့လူတွေဖြစ်နေမှာပဲဒါဟာလဲလူသားတွေရဲ့တဘာဝပဲမလို့လက်ခံလိုက်ပါကိုယ်စိတ်ကိုပြင်ဆင်လိုက်ပါလက်တွေ့ကြုံရတဲ့အခါဒီနေ့ဒီလိုလူတွေနဲ့ကြုံရမှာလို့ငါကြိုတိပြီးသားပဲလေဆိုပြီးတော့စိတ်ကငြိမ်သက်လာတာပဲဗျ Choose not to be harmed and you won't feel harmed. Don't feel harmed and you haven't been. အထီးခိုင်မခံဘူးလို့ဆုံးဖြတ်လိုက်ပါဒါဆိုရင်မင်းနာကျင်နေမှာမဟုတ်ဘူးနာကျင်တယ်လို့မခံစားရင်မင်းကိုဘယ်သူမှလာထိခိုက်လို့မရဘူး Harmed. Harmed. Determine. Determine. အမှန်တကယ်တော့ကျွန်တော်တို့ကိုစိတ်ညစ်စေတဲ့အရာတွေပင်ပအရာတက်ရောက်မှုထက်ကိုယ်တိုင်အဲ့ဒီအရာတွေကိုလိုက်ခံစားနေတဲ့စိတ်ပဲဗျကျွန်တော်တို့နေ့စဉ်အလုပ်ခွင်မှာမိသားစုကိစ္စနဲ့တမီးစားကိစ္စတွေမှာတစ်ခုမဟုတ်တစ်ခုကတော့ကျွန်တော်တို့စိတ်ကိုစမ်းသပ်နေတာပဲဗျအဲ့အရာပေါ်မှာကျွန်တော်တို့ထိန်းချုပ်လို့ရတာမရှိပါဘူးဖြစ်နေပြီးသားဖြစ်လာမှနဲ့ဆက်ဖြစ်နေမှာပဲကျွန်တော်တို့အဲ့ပြဿနာတွေအပူတွေကိုဘယ်လိုတုံ့ပြန်တယ်လဲဆိုတာပဲကျွန်တော်တို့လက်ထဲမှာရှိတာပါလူတစ်ယောက်ကနေခမ ्या ကိုစိတ်ဆူးအောင်တမန်ရန်စားတဲ့အခါကျွန်တော်တို့ဘယ်လိုတုံ့ပြန်မိလဲသတိထားကြည့်ပါလူအများစုကဒေါသထွက်လိုက်တာများပါတယ်ခဏတာအချိန်မှာဒေါသကြောင့်အင်အားကြီးသွားတယ်လို့ခံစားပြီးမြင်တကယ်ကောတင့်အင်အားကြီးလာလားအမားတွေပဲများလာလားနောက်တစ်ခါပြဿနာတွေအဖြစ်ရှိအောင်လုပ်တာတွေကြုံလာရတဲ့အခါစိတ်ကိုတစ်ခုပဲတွေးပါငါဒါကိုလက်ခံပြီးပောက်ကွဲလိုက်မလားဒါမှမဟုတ်ငါကောင်ကဘလို့လူဆိုတာသိတယ်ဆိုပြီးငြိမ်သက်ခြင်းရဲ့စွမ်းအားယူမလားဘဝကတိုးပါတယ်ဗျာကိုယ့်ရဲ့စိတ်ကိုကိုယ့်လက်ထဲမှာပုံဖော်ကြပါ The tranquility that comes when you stop caring what they say or think or do, only what you do. တခြားလူတွေဘာပြောမလဲဘာလုပ်မလဲဆိုတာကိုဂရုမစိုက်တော့တဲ့အခါမှာစစ်မှန်တဲ့ငင်းချင်းမှုကရောက်လာတာပါကိုလုံးရမယ့်အလုပ်ကိုပဲအာရုံစိုက်ပါ Tranquility. Tranquility. Caring. Caring. ဒီလောကကြီးမှာကျွန်တော်တို့ကိုအောင်မြင်မှုနဲ့အနိုင်ရမှုကိုပေးနိုင်တဲ့လွတ်လပ်မှုအစစ်ကတကယ်တော့ရှင်းရှင်းလေးပဲဗျာကိုထိန်းချုပ်နိုင်တဲ့အရာနဲ့မထိန်းချုပ်နိုင်တဲ့အရာကိုခွဲခြားတည်နိုင်ခြင်းပဲ
ကျွန်တော်တို့ထိန်းချုပ်လို့မရတာတွေဆိုယာဒီဥဒုအခြေအနေတွေလုပ်ငန်းခွင်တွေကပြဿနာတွေနဲ့ကျွန်တော်တို့နဲ့ထိတွေ့ဆက်ဆံနေရတဲ့လူတွေရဲ့စိတ်ပဲဗျအဲ့အရာကိုတေချာနားလည်ဖို့လိုပါတယ် ဘာလို့လဲဆိုတာရှင်းပြပါမယ်ကျွန်တော်တို့ဘဝကိုတကယ်ကောင်းစေမယ့်လမ်းတွေလောကမယ့်အရာတွေကိုတော်တော်များများသိကြပေမယ့်ဘာလို့မလုပ်ချင်လဲသိလားဒါလေးလုပ်လိုက်ရင်သူတို့ဘယ်လိုမြင်ကြမလဲဘာပြောကြမလဲဆိုတဲ့စိတ်ကြောင့်ပဲဗျကျွန်တော်လည်းကြုံဘူးပါတယ်ကျွန်တော်ရဲ့ဆရာကြီးမသိတဲ့သူစိမ်းလူရဲ့အထင်လွဲမာတွေကိုကြောက်ပြီးမလုပ်ဖြစ်တော့တယ်အများကြီးပဲနောက်ဆုံးမှာမျက်နာသူကကျွန်တော်ပဲဖြစ်လာတာဗျလူစိတ်ဆိုတာအတင်နဲ့မရှိဘူးခမ ्या ကသူတို့အလိုကြနေနေလဲတစ်ချက်မှအလိုမကျတာတခုမြင်လာတဲ့အခါကောင်းကြတာတွေကိုမှတ်မိနေမယ်လို့ထင်နေရင်တော့လာမနေပြီဗျအဲ့အမြင်တွေကိုလိုက်ယူဆိုင်နေပြီး nice guy လေးထချင်တာကိုစွန့်လွတ်လာနိုင်ရင်သိကြပါရင်ခမ ्या နောက်တစ်ဆင့်တက်နိုင်ပါပြီ Be tolerant with others and strict with yourself. တခြားလူတွေပေါ်မှာတီးကန်စိတ်ထားပါဒါပေမဲ့ကိုယ့်ကိုယ်ပေါ်မှာတော့စီးကန်ကြည့်ပါ Tolerant. Tolerant. Strict. Strict. အခုခေတ်မှာကျွန်တော်တို့ကတစ်ဖက်လူဘာမှလဲဆိုတာကိုပဲ like ကြည့်ပြီးအပြစ်တင်နေကြတာများတယ်ဗျဒါကလည်းလွယ်တာကို social media တွေမှာအတွေ့အများမှာပါဒါပေမဲ့ Marcus ကတော့ပြောင်းပြန်ပြောခဲ့တယ်ဗျတစ်ဖက်လူက rind တာဖြစ်စီးတာမတိနားမလဲတာတွေကသူတို့ရပိုင် အဲ့ဒါကိုခမ ्या ကလိုက်ပြီးစိတ်တို့နေရင်ခမ ्या တဲ့သူတို့နဲ့တန်းတူဖြစ်သွားမှာပဲတကယ်တော့ထိန်းချုပ်လို့ရတာခမ ्या ကိုယ်တိုင်ရဲ့ကျင့်ဝတ်ပဲရှိပါတယ်ကျင့်ဝတ်ဆိုတာကလည်းကိုပေါ်ယုံထားတဲ့မမြင်ရတဲ့အဝတ်တစ်ခုပဲဗျလောကကြီးကခမ ्या ကိုဘလောက်ပဲမတရားပါစေခမ ्या ကိုယ်တိုင်ကတော့မယိုးသားတဲ့သူစီးကမ်းမရှိတဲ့သူမခစ်သွားပါစေနဲ့တခြားလူကိုခွင့်လွတ်လိုက်ပါဒါပေမဲ့ကိုယ့်ရဲ့စံနှုန်း standards ကိုတော့ဘရောမှအလျှော့မပေးပါနဲ့အဲ့ဒါကမှတကယ်ခေါင်းဆောင်စိတ်ဓာတ်ပဲဗျ You could leave life right now. Let that determine what you do and say and think. မင်းဟာအခုချက်ချင်းတောင်အသက်ရှင်သားမှုကနေထွက်ခွာသွားနိုင်ပါတယ်အဲ့ဒီအတီးကပဲမင်းဘာလုပ်မလဲဘာပြောမလဲဘာတွေးမလဲဆိုတာကိုဆုံးဖြတ်ပါစေ Leave life. Leave life. Right now. Right now. ဒါကတော့ Marcus ရဲ့အပြင်းထန်ဆုံးအဆုံးပါပဲဗျာကျွန်တော်တို့လူတွေကသာဝရအသက်ရှင်ရတော့မဲ့အတိုင်းမလိုအပ်တဲ့ရန်ပွဲတွေအဓိပ္ပာယ်မရှိတဲ့စိတ်ပူပန်မှုတွေနဲ့အချင်းကုန်နေကြတာဗျာတွေးကြည့်ပါခမ ्या မှာနောက်ထပ်စက္ကန့်60ပဲအသက်ရှင်ဖို့ကြံတော့တယ်ဆိုရင်ခမ ्या အခုဖြစ်နေတဲ့စိတ်ညစ်စရာတွေကိုဂရုစိုက်နေနိုင်အောင်မလားမဟုတ်တာတွေကိုရှောက်တွေးဖို့အချိန်မရှိဘူးဗျခမ ्या လုတ်ချင်တဲ့အလွတ်ခမ ्या ချစ်တဲ့သူတွေခမ ्या ရဲ့အိမ်မက်တွေအတွက်ပဲအချိန်ပေးလိုက်ပါငါအခုတည်သွားနိုင်တယ်ဆိုတဲ့အတီးကခမ ्या ကိုကြောက်စိတ်တွေကနေလွတ်မြောက်စေပြီးတကယ်အရေးကြီးတဲ့အရာတွေကိုပဲအာယုံစိတ်မိအောင်လုပ်ပေးပါလိမ့်မယ်ဒါကဗုဒ္ဓအဆုံးအမလိုပါပဲအသက်ရှင်ရတဲ့တကြက်အတွက်ပဲပျော်ပျော်ရှင်းထန်နိုင်ပါလိမ့်ဗျာနောက်ထပ်ဘယ်လို stoic ပညာရှိတွေရဲ့အကြောင်းကိုသိချင်လဲဆိုတာ comment မှာရေးပေးခဲ့ပါဦးကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲတည်ငြိမ်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ